ဒီမြို့လေးကတော့ဘာဘလုံမြို့လို့ခေါ်တယ်ဒီမြို့ကြီးကအရင်တော့ကပအလဲမှာရှိတဲ့ဗဟိုချက်မြို့ကြီးဖြစ်ခဲ့တယ်ဒီမြို့ကအရန်စီကားပြီးတော့ကျန်းစာထဲမှာဒီမြို့ကိုနိုင်ငံတို့ရဲ့ကြက်တရေခါလတဲလူမျိုးတွေအတရေရှိတဲ့မြို့ကြီးလို့ပြောထားခဲ့ပါတယ်ဒိုင်လာအပါဝင်လူငယ်တွေကဘာဘလုံထဲကိုရောက်ပြီးဆိုတာနဲ့ဘာဘလုံမှာရှိတဲ့ပညာရေးစနစ်ထဲဝင်ပြီးပညာသင်ကြားတယ်ဒီလိုနဲ့603 BC တနည်းအားဖြင့်ဘာဘလုံမှာပညာသင်ကြားတဲ့ဒိုင်လာရဲ့3နှစ်မြောက်မှာတော့ပညာရှိဖြစ်သွားပြီးတဲ့အချိန်မှာဘာဘလုံရှင်ပြည်နေဘုကနေဇာအမှုကိုစတင်ပြီးဆောင်ရွက်ခဲ့ရတယ်အဲဒီအချိန်ကတော့ဘာဘလုံရှင်ပြည်နေဘုကနေဇာကဘယင်ဖြစ်တဲ့ဒုတိယနှစ်တနည်းအားဖြင့်သူ့အဖေနဲ့ပူးတွဲပြီးအုပ်ချုပ်တဲ့စတုတ္ထနှစ်ပဲဖြစ်တယ်တနေ့မှာဘာဘလုံရှင်ပြည်နေဘုကနေဇာညဘက်မှာအိမ်မက်တစ်ခုမှတ်တယ်ဒါပေမဲ့သူမှတ်လိုက်တဲ့အိမ်မက်ကိုမိုးလင်းလာတဲ့အခါကျတော့အရန်ကြောက်ပင်မဲ့ဒီအိမ်မက်ရဲ့အရာတွေအကုန်လုံးကိုသူပြန်ပြီးတော့မှတ်မိဘူးသူဒီအိမ်မက်ကဘာတွေမှတ်ခဲ့လဲဆိုတာကိုသေချာသိကျင်တယ်ဘာကြောင့်လို့သူကသေချာသိကျင်တယ်ဘာကြောင့်သူ့အတွက်အရေးကြီးလဲဆိုလို့ရှိရင်အရင်တော့မက်ဆိုပိုတေးမီးယားဒေသတစ်လျှောက်လုံးမှာလူတွေအကုန်လုံးဘယင်တွေကခံယူထားတဲ့အချက်တစ်ချက်ရှိတယ်အဲ့ဒါကကောင်းကင်မှာရှိတဲ့ဖရားတွေကမြေကြီးမှာရှိတဲ့သူတွေရေပရောဟိတ်တွေနဲ့ဆက်သွယ်ခြင်းနဲ့ဆိုလို့ရှိရင်အဓိကဘသူအားဖြင့်ဆက်သွယ်လဲဆိုရှင်ဘရင်အားဖြင့်ဆက်သွယ်တဲ့အတွက်ရှင်ဘရင်ဒီလူနဲ့ဖရားကြားထဲမှာရှိတဲ့အရေးပါတဲ့ပုံကိုယ်တအူအဖြစ်ခံယူထားခဲ့ကြတယ်ဖရားတွေကလူတွေတိုင်းသူပြည်သားတွေရှင်ဘရင်တစ်ခုခုလှုပ်ဆောင်ရမယ့်အရာတစ်ခုခုပေါ်ပြခြင်းအနာဂတ်နဲ့ပတ်သက်တော်၎င်းတစ်ခုခုကတ်ကာလနဲ့ပတ်သက်တော်၎င်းပေါ်ပြခြင်းတဲ့အခါကျလို့ရှင်ဘရင်အိမ်မက်အားဖြင့်၎င်းဗျာဒိတ်ယူပါယုံအားဖြင့်၎င်းရေပူစော်တဲ့တရိษံရဲ့ဥကိုကြည့်ခြင်းအားဖြင့်တော်၎င်းပေါ်ပြလေးရှိတယ်ဆိုပြီးတော့ရှင်ဘရင်ကဂျားခံပုံကိုအနေနဲ့အရေးကြီးတဲ့ပုံကိုဖြစ်တယ်ဆိုတာကိုသူတို့ကခံယူထားခဲ့ကြတယ်ဒါကြောင့်မလို့နေဘုကနေဇာသူမက်ထားတဲ့အိမ်မက်ကိုသူသာမေ့သွားရင်ဖះရဲ့အလိုကဘယ်လိုရှိလဲဆိုတာကို तू ကမသိမှာဆိုတော့ဒီအိမ်မက်ကို तू ကသိကျင်တယ်အိမ်မက်ရဲ့အနက်ကိုလည်းသိကျင်တဲ့အခါမှာတနိုင်ငံလုံးမှာရှိတဲ့ခါလဒဲပညာရှိဘေးဒင်ပညာရှိသုံးအတက်ပညာရှိတွေအကုန်လုံးကိုခေါ်တယ်ဒါပေမဲ့ဒီအဖွဲ့ထဲမှာတော့ဒိုင်လာတို့ကမပါဘူးသူတို့ကိုရှင်ဘရင်ကအိမ်မက်ကိုရောအိမ်မက်အနက်ကိုရောပြန်ခိုင်းတယ်အိမ်မက်အနက်ကိုပြန်တာကဖြစ်နိုင်ပေမဲ့အိမ်မက်ကိုပြောဖို့ကတော့ဘလို့မှမဖြစ်နိုင်တဲ့အခါမှာဘယ်သူမှမဖော်ပြနိုင်တဲ့အခါကျတော့နေဘုကနေဇာတနိုင်ငံလုံးမှာရှိတဲ့ပညာရှိတွေအကုန်လုံးကိုတက်စေဆိုပြီးအမိန့်ထုတ်လိုက်တယ်ဒါပေမဲ့ဒိုင်လာကနေဘုကနေဇာစီတွားပြီးတော့အိမ်မက်ရဲ့အနက်ကိုပြန်ပြီးဖို့အချိန်တစ်ခုတောင်းခဲ့တယ်ဒီလိုနဲ့ဒိုင်လာပြန်သွားပြီးတော့သူ့ရဲ့တငယ်ချင်းအပေါင်းဖော်တွေကိုဖြစ်တဲ့ကိစ္စတွေအကုန်လုံးကိုရှင်းပြပြီးတော့ဆူတောင်းပြီးညအိတ်သွားတဲ့အခါမှာဖျားသခင်နေဘုကနေဇာမင်းကြီးမတ်တဲ့အိမ်မက်ကိုအဲ့အိမ်မက်အနက်ကိုဒိုင်လာကိုဖော်ပြခဲ့တယ်ဒိုင်လာနိုးလာတဲ့ဖျားသခင်ဒီကဘာအဆက်ဆက်ဘုံကြီးစီတည်းပညာနဲ့ဉာဏ်အစွမ်းတတိယဖျားသခင်မှာပဲရှိတယ်လို့ဖျားသခင်ချီးမွမ်းပြီးတာနဲ့ဒိုင်လာကတခုသဘောပေါက်ခဲ့တယ်အဲ့သူသဘောပေါက်ခဲ့တဲ့အရာကိုကျွန်တော်တို့သိဖို့လိုတယ်အဲ့ဒါကကျွန်တော်ကဘာမှာရှိတဲ့ရှင်ပြင်းနဲ့မင်းဆက်တွေအကုန်လုံးကိုဖျားသခင်ထိန်းချုပ်ထားပြီးတော့ဖြုတ်ချပိုင်ခွင့်ရှိတယ်ဆိုတဲ့အချက်ပဲဖြစ်တယ်ဒါနဲ့ပတ်သက်ပြီးတော့ဒိုင်လာကဒီအိမ်မက်ကိုဖျားသခင်ဖော်ပြတဲ့အခါမှာနေဘုကနေဇာမင်းကြီးအိမ်မက်လားဆိုတာတန်တရားမရှိဘဲနဲ့လုံးလုံးဝဝစိတ်ချယုံကြည်ပြီးတော့နောက်နေ့မှာကိုရန်တော်မူအိုင်ရိုကဒိုင်လာကိုခေါ်သွားပြီးတော့ယူဒလူမျိုးတွေမှာကိုရောအိမ်မက်အနက်ကိုပြန်နိုင်တဲ့သူရှိပါတယ်ဆိုတော့ဘာဘလုံရှင်ပြည်နေဘုကနေဇာရှိကိုဒိုင်လာကရောက်ရှိတဲ့အခါမှာဒိုင်လာကရှင်ပြည်အိမ်မက်အနက်တိတ်ပဲဖော်ပြဖို့မြေကြီးပေါ်မှာဘယ်သူမှမတက်နိုင်ဘူးကောင်းကင်မှာရှိတဲ့ဘုရားသခင်တပါးတည်းသာတက်နိုင်တယ်ဒါကြောင့်မလို့ဘုရားသခင်ကဒီပညာအစွမ်းတတ္တိနဲ့ဆိုင်တဲ့အရာဖြစ်တဲ့အရာကိုကျွန်တော်ဖော်ပြခဲ့တဲ့အတွက်ရှင်ပြည်ကိုကျွန်တော်အိမ်မက်ကိုအိမ်မက်အနက်တိတ်ပဲဖွင့်ပြပါမယ်ဆိုပြီးတော့ဒိုင်လာကပြောပြခဲ့တယ်ဒိုင်လာကဘာဘလုံရှင်ပြည်နေဘုကနေဇာအိမ်မက်ကိုဖော်ပြတယ်အိမ်မက်ကတော့အရှင်မင်းကြီးကိုရောကအိပ်ပျော်နေတဲ့အခါမှာကြီးမားတဲ့ရုပ်ထုကြီးတစ်ခုတွေ့တယ်အဲဒီရုပ်ထုကြီးကအရန်ကြီးမားကြောက်မက်ဖွယ်ဖြစ်တဲ့အခါမှာရုပ်ထုရဲ့အရှိန်အဝါကြောင့်ကိုရောကအန်အော်ငေးမောနေတယ်ရုပ်ထုရဲ့ဦးခေါင်းကရွှေဖြစ်တယ်ရုပ်ထုရဲ့ဘိုက်နဲ့လက်နဲ့ချောင်းကကျတော့ငွေဖြစ်တယ်ရုပ်ထုရဲ့ဘိုက်ကကျတော့ကြေးဝါဖြစ်ပြီးတော့ရုပ်ထုရဲ့ခြေသလုံးကတန်ဖြစ်ပြီးခြေဘဝကကျတော့တန်နဲ့တက်ရုပ်ရောနေတယ်အဲဒီကိုရောကြီးရှုနေတဲ့အချိန်မှာပဲလူလက်နဲ့မလှုပ်တဲ့ကြောက်တုံးတုံးကအဲဒီရုပ်ထုရဲ့တန်နဲ့တက်ရုပ်ရောနေတဲ့ခြေဘဝကိုရိုက်ခိုက်လိုက်တဲ့အခါမှာတန်ရောကြေးဝါရောငွေရောရွှေရောရုပ်ထုမှာရှိတဲ့အစိတ်ပိုင်းအကုန်လုံးကຫນွေကာလမှာရှိတဲ့ကောက်နယ်တလင်းအမုံလိုပဲဖြစ်ပြီးတော့ပျောက်ကွယ်သွားတယ်အဲဒီရုပ်ထုကိုတိုက်ခိုက်လိုက်တဲ့ကြောက်တုံးကြီးကတော့တောင်ကြီးဖြစ်ပြီးတော့မြေကြီးတစ်ပြင်လုံးပြည့်နှံ့သွားတယ်ဆိုတော့ရှင်ဘီယံဖော်ပြလိုက်တယ်အဲဒီအချိန်မှာရှင်ဘီယံအသိစိတ်ထဲမှာသူမေ့လို့နေပါဖြစ်နေတဲ့အိမ်မက်ကလက်လက်ဆက်ဆက်သူ့အထက်ကိုဝင်လာပြီးတော့ဒိုင်လာကိုဒိုင်လာကိုကိုရဲ့ဖျားသခင်အပေါ်မှာကြီးညိုလေးစားတဲ့စိတ်အရန်ကြီးတက်ဝင်လာတယ်ဒီအကြောင်းအရာကိုကြည့်မယ်ဆိုလို့ရှိရင်ဒီရုပ်ထုကြီးကကဘာပေါ်မှာပေါ်ပေါက်လာမယ်Empire အာဏာစက်တွေအသီးသီးအကုန်လုံးကိုအနှစ်ချုပ်ထားတဲ့အဓိကပြရုပ်ကြီးဖြစ်တယ်ဆိုတာတွေ့ရတယ်ပထမအဆုံးကရွှေဖြစ်ပြီးတော့နောက်ထပ်ပေါ်ပေါက်လာမယ့် Empire တွေကရွှေလောက်တန်ဖိုးမကြီးပေမဲ့အရေးအသွေးပိုင်းဆိုင်ရာမှာတော့နှိမ့်ကျသွားပေမဲ့ရွှေထက်တန်မာလာတဲ့ Empire တွေဖြစ်မလဲဆိုတာကိုလည်းဒီအကြောင်းအရာအပြင်သိရှိခဲ့နောက်ထပ်အကြောင်းအရာလေးတစ်ခုကတော့ Empire ရဲ့အားလုံးကိုအဆုံးသတ်မဲ့ကြောက်တုံးဖြစ်မဲ့ Empire တစ်ခုကိုလည်းပါဝင်နေဆိုတာကိုတွေ့ရှိလိုက်ရတယ်ဒီလိုနဲ့ဒိုင်လာကရှင်ဘီရဲ့အိမ်မက်အနက်ကိုဖော်ပြမယ်ဆိုပြီးတော့ရှင်ဘီရဲ့အနက်အတိတ်ပဲကိုဖော်ပြတယ်ဒါကြောင့်မို့ဒိုင်လာအခန်းကြီး1ထဲမှာရှင်ဘီရင်ကိုရောဘယင်တကာရဲ့ဘယင်ဖြစ်တယ်ဖျားသခင်ကနိုင်ငံဘုံအာနုဘောအစွမ်းတတိအကုန်လုံးကိုကိုရော့စီမှာအပ်ထားတယ်လူမျိုးမျိုးပေါ်မှာရှိတဲ့တိုင်းနိုင်ငံအသီးသီးအပေါ်မှာရောကောင်းကင်မှာရှိတဲ့ငှက်တွေရောတရိတ်ဆန်တွေအကုန်လုံးကိုရော့ကိုပေးအပ်ထားတယ်ဒါကြောင့်မလို့ကိုရော့ရုပ်ထုရဲ့ဦးခေါင်းရွှေဖြစ်ပါတယ်ဆိုပြီးတော့ဖော်ပြခဲ့တယ်ဒါပေမဲ့ကိုရော့ပြီးတဲ့အခါမှာကိုရော့လောက်မမြတ်တဲ့နိုင်ငံပေါ်လာမယ်ပြီးလို့ရှိရင်အဲ့နိုင်ငံလောက်မမြတ်တဲ့နိုင်ငံကထပ်ပြီး
သိမ့်ပိုက်ပြီးပေါ်လာအောင်မယ်စတုတ္တနိုင်ငံတန်နိုင်ငံဖြစ်တဲ့အခါကျတော့အရန်တန်မှာပြီးတော့တခြားနိုင်ငံတွေကိုချိုးဖဲ့ပြီးတော့ကြီးပွားလိမ့်မယ်နောက်ဆုံးတော့အဲ့တိုင်နိုင်ငံပြုတ်ကွဲပြီးတဲ့အခါမှာတော့တန်နဲ့တရုတ်ဆိုတာအချင်းချင်းပေါင်းဆက်လို့မရတယ်လို့ပဲလုံးဝပေါင်းဆက်လို့မရတဲ့နိုင်ငံတွေအများကြီးဖြစ်သွားတယ်အဲ့ဒီမင်းကြီးများလက်ထက်မှာဆိုလို့ရှိရင်တော့ဖျားသခင်နိုင်ငံကဒီရှိသမျှသောအင်ပါယာတွေကိုဖျက်ဆီးပြီးတော့တီပါလိမ့်မယ်ဆိုပြီးတော့ရှင်ဘုရင်ကိုအနက်အတိတ်ပဲဖွင့်ပြခဲ့တယ်ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးရှင်ဘုရင်ကတည်သွားတဲ့အခါမှာအိမ်မက်ကလည်းမှန်တယ်အိမ်မက်အနက်အတိတ်ပဲလည်းမှန်တယ်ဆိုတာသိတဲ့အခါမှာဒိုင်ရင်လာရဲ့ဖျားတကာရဲ့ဖျားဖြစ်တယ်ဆိုတာကိုအတိအမှတ်ပြုခဲ့တယ်ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့အသေးစိတ်လေးကြည့်အောင်ဘာဗလုန်ကရွှေဦးကောင်းဖြစ်တယ်ဆိုတဲ့အရာကိုပထမအဆုံးကြည့်ပါမယ်ဘာဗလုန်ရှင်ဘုရင်နေဗုခဒ်နေဇာက605 BC ကနေ962 BC အထိအုပ်စိုးခဲ့တဲ့ဘုရင်ဖြစ်တယ်သူ့ရဲ့လက်ထက်မှာအတိုင်းတိုင်းပြည်မှာရှိတဲ့သူတွေအကုန်လုံးကိုတိုက်ခိုက်အောင်မြင်သိမ်းပိုက်ပြီးတော့ပြည်နယ်တွေအားလုံးကသူ့ကိုဒူးထောက်ရတဲ့အထိကိုအရန်ကိုမှဘုံတကူအာနုဘော်ထုံကားခဲ့တယ်ပြီးတော့ဂျေရုဆလင်မြို့ကိုသိမ်းပိုက်ပြီးတော့ကမ္ဘာပေါ်မှာအကျွယ်ဝအချမ်းသာဆုံးဖြစ်ခဲ့တဲ့ရှောလမုန်ရဲ့ဗိမာန်တော်ရွှေတွေအများကြီးရှိတဲ့ရွှေဗိမာန်တော်ကြီးကိုသိမ်းပိုက်ခဲ့တဲ့သူဖြစ်တဲ့အတွက်ကြောင့်မလို့သူကရွှေဦးကောင်းနိုင်ငံအားလုံးရဲ့အထွတ်အထိပ်နိုင်ငံဖြစ်တယ်ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့ Greek သမိုင်းပညာရှင် Herodotus က BC 454ခုနှစ်မှာကိုရိုင်းဘာဗလုန်မြို့ကိုတွားရောက်ခဲ့ပြီးတော့ဘာဗလုန်နဲ့ပတ်သက်တဲ့မှတ်တမ်းကိုတင်ထားခဲ့ပါတယ်သမိုင်းပညာရှင် Herodotus ကဘာဗလုန်မြို့ကရွှေခေတ်ကရွှေနိုင်ငံဖြစ်ခဲ့တယ်အဲ့ဒီဗဟိုဖြစ်တဲ့ဘာဗလုန်မြို့ကြီးကနာအိုလာမဲ့မြို့တွေဘယ်သူမှမရောက်နိုင်တဲ့အမြင့်ဆုံးအဆင့်ကိုရောက်ရှိခဲ့တယ်ဘာဗလုန်မြို့ကအရှေ့ပိုင်းရဲ့ဥယျာဉ်မှာတည်ရှိပြီးတော့စတူယန်ပုံစံအတိအကျဖြစ်တယ်ဆောက်ဝိုင်းပုံစံပတ်လဲမိုင်60ရှိပြီးတော့တစ်ဖက်မှာ15မိုင်စီရှိတယ်သူ့ရဲ့အမြင့်ကပေ350နဲ့အထူက88ပေရှိတဲ့ရိုးတံနေနဲ့ဝိုင်းရံထားပြီးတော့တူညီတဲ့ဒုတယ်ရှိတဲ့ရေမြောင်းကြီးကလည်းပတ်လေးမှာတည်ရှိတယ်သူကအရန်ตายရပြီးပျော်ရွှင်စရာခွင်းနေဥယျာဉ်နေနဲ့ပြည့်နှက်နေပြီးခမ်းနားထဲသွားတဲ့အိမ်နေနဲ့လည်းဖုံလွှမ်းထားတယ်မိုင်60ရှည်လေးရတဲ့ရေမြောင်းမိုင်60ရှည်လေးရတဲ့အပြင်ဘက်ရိုးတံကြီးနဲ့မြို့အလယ်ကိုဖြတ်သွားတဲ့မိုင်30ရှည်လေးရတဲ့မြစ်ဘေးရိုးတံကြီးတွေလေကားတစ်ထစ်ပြီးတစ်ထစ်အထက်မှာတိဆောက်ထားတဲ့ hanging garden လို့ခေါ်တဲ့ဆွဲထားတဲ့ဥယျာဉ်ဆိုတဲ့အရာတွေခိုင်ခန့်တဲ့ကြေးဝါနဲ့ပြုလုပ်ထားတဲ့ဂိတ်ပေါက်150စဝိုင်းပုံပတ်လည်မိုင်3မိုင်ရှိတဲ့ဘာလဖျားเจ้าရဲ့အရန်လှပမှုအစဉ်ပြေမှုကာကွယ်ရေးအတွက်အရန်ပြည့်စုံတဲ့အစီအစဉ်နဲ့အကန့်အသတ်မဲ့တဲ့အရင်းမြစ်တွေပါရှိတဲ့ဒီမြို့ကကဘာပေါ်မှာရှိတဲ့အံ့ဩဖွယ်ကြီးတစ်ခုဖြစ်ပါတယ်ဒီမြို့ကဘာပေါ်မှာရှိတဲ့မြို့ထဲမှာတစ်ခါမှမတွေ့ဘူးသလိုအဲ့ဒီအချိန်ကနေအခုချိန်ထိတူတဲ့မြို့ကိုလည်းဘယ်တော့မှမြင်ဘူးမှမဟုတ်တော့ပါဘူးနိုင်ငံတွေအကုန်လုံးကသူမရဲ့ခြေတော်ရင်းမှာပြက်ဝတ်နေရတဲ့အချိန်မှာဘာဗလုန်ကဘယင်မတပားလိုပဲတူနိုင်မမီတဲ့ခန္ဓာကြီးကျယ်မှုတွေနဲ့ရပ်တည်ခဲ့ပါတယ်ဘာဗလုန်ရှင်ဘုရင်နေဗုခဒ်နေဇာတည်သွားပြီးတဲ့နောက်ပိုင်းမှာတော့နောက်ထပ်ဘာဗလုန်ရှင်ဘုရင်တွေဆက်လက်ပြီးတက်လာခဲ့ပါတယ်ဒီလိုနဲ့နောက်ဆုံးရှင်ဘုရင်လက်ထက်မှာတော့ဘယ်လက်ရှေဇာနဲ့သူ့ရဲ့ဖခင်နန်းတက်ခဲ့ပါတယ်သူ့ရဲ့လက်ထက်မှာသူ့ရဲ့အပေါ်မှာရှိတဲ့မီဒိုပါရှားနိုင်ငံကဘာဗလုန်နိုင်ငံကိုတိုက်ခိုက်သိမ်းပိုက်လိုက်ပြီးတော့ဘာဗလုန်ဆိုတဲ့ရွှေအင်ပါယာကြီးအဆုံးသတ်ပြီးတော့ငွေအင်ပါယာစတင်လာပါတယ်ဒါကြောင့်မလို့ prophet ပြုထားတဲ့အတိုင်းကိုရောပြီးသွားတဲ့အခါမှာကိုရောလောက်မမြတ်တဲ့နိုင်ငံပေါ်လာမယ်ဆိုတဲ့ prophet ပြုချက်စတင်ပြီးတော့ဖြစ်ပေါ်လာပါတယ်ဒီအကြောင်းအရာကိုဆက်လက်ပြီးတော့ရှင်းပြပါမယ်